ဇလန်လေးရဲ့အစမှာတော့ရှေးခေတ်ဂရိလူမျိုးပုံပြင်တွေကနေစတင်ခဲ့ပါတယ်။တိုက်တန်တွေကဘာကြီးကိုအုပ်စိုးနေချိန်မှာကဘာမြေကိုကယ်တင်ဖို့ကယ်တင်ရှင်တယောက်လိုအပ်နေပါတယ်။အဲ့ဒီချိန်ဇုစ်နတ်ဖျားပေါ်ထွက်လာပြီးသူ့ရဲ့မဟာလျက်စီးလက်နက်နဲ့တိုက်တန်တွေကိုတိုက်ခိုက်အကျဉ်းချပြီးကဘာကိုဖျက်ဆီးခြင်းကနေတားဆီးလိုက်ပါတယ်။ကြီးကျယ်ခမ်းနားတဲ့အိုလံပတ်တောင်ပေါ်မှာဇုစ်နတ်ဖျားဟာလောကတခွင်ကိုအုပ်စိုးပါတယ်။ဇုစ်နတ်ဖျားနဲ့ဟေယာမှာဟာဂျူလီလို့ခေါ်တဲ့သားလေးတယောက်မွေးဖွားလို့နတ်အပေါင်းခြံရံပြီးပွဲတော်ကျင်းပနေပါတယ်။အဲ့ဒီချိန်ဟာမစ်နတ်ဖျားကနတ်တွေကြားထဲဖြတ်သွားကဟေယာကိုပန်းပေးပြီးဂုဏ်ပြုစကားပြောပါတယ်။ဟာဂျူလီကဇုစ်ရဲ့လျက်စီးလက်နက်တစ်ခုကိုယူပြီးကစားလိုက်ရာသူ့ကိုယ်သူတက်လိုက်မိသွားပြီးလွှတ်ပစ်လိုက်တာကြောင့်နတ်တိုင်းအံ့ဩသွားကြပေမဲ့အဆင်ပြေသွားပါတယ်။ဇုစ်ကလက်ဆောင်တွေအတွက်နတ်အပေါင်းကိုကျေးဇူးတင်ကြောင်းပြောပါတယ်။ဟေယာကဇုစ်ကိုမေ့နေတာလားဟာဂျူလီအတွက်မွေးနေ့လက်ဆောင်ပေးဖို့ပြောလိုက်ပါတယ်။ဇုစ်ကတကိုးနဲ့မိုးတိမ်တွေကနေပြန်နိုင်တဲ့မြင်းတကောင်ဖန်တီးပြီးဟာဂျူလီလေးအတွက်ပီကာဆက်လို့နာမည်ပေးလိုက်ပါတယ်။နတ်အပေါင်းကဟာဂျူလီလေးနဲ့ပီကာဆက်တို့ပြုမှုတာကိုနှစ်သက်သွားကြပါတယ်။အဲ့ဒီချိန်ဟေဒီစ်ရောက်လာပြီးနတ်တိုင်းကိုနှုတ်ဆက်ဖို့ကြိုးစားပေမဲ့နတ်အများစုကသူ့ကိုအေးဆက်စွာဆက်ဆံကြပါတယ်။ဇုစ်ကသူ့ရဲ့ညီကိုတွေ့ရလို့ဝမ်းသာနေပါတယ်။ဟေဒီစ်ကကလေးနာသွားပြီးကစားစရာတစ်ခုပေးဖို့ကြိုးစားပေမဲ့ဟာဂျူလီကသူ့ရဲ့လက်ချောင်းကိုဆွဲလိုက်တာကြောင့်အယမ်းနာကျင်သွားပါတယ်။ဘာလို့လဲဆိုတော့ဟာဂျူလီကကလေးဘဝမှာတော့အယမ်းတန်မာနေလို့ပါဇုစ်ကဟေဒီစ်ကိုပွဲတော်မှာဆက်နေဖို့ပြောပေမဲ့ဟေဒီစ်ကဘသူ့ကိုမှမကြိုက်လို့မနေချင်တော့ပဲမြေအောက်ကဘာကိုပြန်လာခဲ့ပါတယ်ဟေဒီစ်ကတေလွန်သူတွေသွားတဲ့မြေအောက်ကဘာကိုအုပ်ချုပ်ပြီးဝင်ပေါက်ကိုခေါင်းသုံးလုံးပါတဲ့ခွေးကြီးတစ်ကောင်နဲ့စောင့်ချက်ထားပါတယ်သူ့ရဲ့နေရာကိုရောက်တော့အစေခံတွေဖြစ်တဲ့နာကျင်မှုနဲ့ကြောက်လန့်မှုကိုခေါ်လိုက်ပါတယ်သူတို့နှစ်ကောင်လေကားမှအလင်းအမြန်ဆင်းလာကြပြီးကန်ဂျမာကိုဟောတဲ့ဆုံးမ၃ယောက်ရောက်နေကြောင်းဟေဒီစ်ကိုပြောလိုက်ပါတယ်ဟေဒီစ်ကအခုမှပြောရလားဆိုပြီးသူ့တပည့်တွေကိုဒေါသထွက်သွားပြီးမင်းတို့နဲ့နောက်မှရှင်းမဲ့ဆိုပြီးဆုံးမတွေရှိတဲ့အပေါ်ကိုတက်လာပါတယ်ဟေဒီစ်ကနောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်ပြောပြီးသူ့ရဲ့အတိတ်ပြစ္ဆုတ်ပံနဲ့အနာဂတ်ကိုဟောခိုင်းပါတယ်ဆုံးမတွေကနောက်ဆက်၈နှစ်ပြည့်တဲ့အခါဂျိုရီတန်းစီပြီးတိုက်တန်တွေထွက်ပေါ်လာလိမ့်မယ်အဲ့ဒီချိန်ဇုစ်ကိုအနိုင်ယူနိုင်ပြီးအိုလံပတ်တောင်ကိုတိမ့်ပိုက်နိုင်လိမ့်မယ်လို့ဟေဒီစ်ကိုပြောပါတယ်ဟေဒီစ်ကအယမ်းပျော်သွားပြီးအောင်ပွဲခံဖို့လှုပ်တဲ့ချိန်ဆုံးမတွေကအပျော်မစောနဲ့အောင်နောက်ဟောကိတ်တစ်ခုကြံသေးတယ်။ဟာဂျူလီကဇုစ်ဘက်ကနေတိုက်ခိုက်ပြီးနောက်ဆုံးမှာဟေဒီစ်ကိုအနိုင်ယူလိုက်နိုင်တယ်လို့ပြောပြီးပျောက်ကွယ်သွားပါတယ်။ဟေဒီစ်လည်းဒေါသထွက်သွားကသူတီထွင်ထားတဲ့အစိတ်ပလင်းကိုထုတ်ပြီးသူ့တပည့်နှစ်ယောက်ကိုပေးကဟာဂျူလီကိုလှုပ်ကြံခိုင်းလိုက်ပါတယ်။အဲ့ဒီချိန်အိုလံပတ်တောင်ပေါ်တွင်ဟာဂျူလီနဲ့ပီကာဆက်တို့အိတ်နေတဲ့နေရာမှာစူညံတန်ကြတော့ဇုစ်နဲ့ဟေရာကလန့်ပြီးပြေးသွားရာဟာဂျူလီလေးမရှိတော့ပါဘူး။ဇုစ်လဲဒေါသထွက်ကသူ့ရဲ့နက်စစ်တီတွေကိုမြေလံရှာခိုင်းပါတယ်။နာကျင်မှုနဲ့ကြောက်လန့်မှုတို့ကဟာဂျူလီကိုဖမ်းလာပြီးယူလာတဲ့အစိတ်ပလင်းကိုတိုက်လိုက်ပါတယ်။အဲ့ဒီချိန်အတန်ကြားတာကြောင့်သူတို့နှစ်ကောင်လန့်ပြီးပုံလိုက်တာပလင်းကျကွဲသွားပါတယ်။သူတို့နှစ်ကောင်လည်းလေသမားလင်မယားနှစ်ယောက်ကိုတတ်ဖို့မွေးဖြစ်ပြောင်းလိုက်ပြီးတတ်ဖို့လုပ်ရာဟာဂျူလီကအမီးတွေကိုဆွဲယူပြီးအဝေးကိုပြစ်လိုက်ပါတယ်။အဝေးရောက်သွားတဲ့သူတို့နှစ်ကောင်လည်းဟာဂျူလီမတည်သေးတာဟေဒီစ်ကိုပြန်မပြောဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဟာဂျူလီကလူသားဖြစ်သွားပေမဲ့လူသားတွေထက်ပိုတန်မာနေစေပါ။ဟာဂျူလီအရွယ်ရောက်လာတော့မွေးစားဖေနဲ့မိမကြီးတို့ကိုလေးလံတဲ့လဲပေါ်တွင်အလွယ်တကူဆွဲကဈေးတဲကိုခေါ်လာပါတယ်။အရန်တန်မာတာကြောင့်အဖိုးကြီးကဟိုဒီလျှောက်မသွားဖို့ပြောပြီးကုံတဲ့တယောက်စီထွက်သွားပါတယ်။အဲ့ဒီချိန်ဆိုင်တဲကနေအတန်ကြားလို့ကူညီဖို့ကြိုးစားပေမဲ့အိုးပိုင်ရှင်ကဟာဂျူလီမန်တိပြီးသူ့ကိုမောင်းထုတ်ပါတယ်။သူနဲ့ရွယ်သူတွေတောင်မကစားချင်ကြပါဘူး။အဲ့လိုနဲ့ဟာဂျူလီခေါင်းပေါ်ကနေပြန်နေတဲ့အပြားလေးကိုမြင်တော့ဖမ်းဖို့ခုန်လိုက်တာတိုင်ကိုမတော်တဆတိုက်မိပြီးဈေးရုံတစ်ခုလုံးပြိုကျသွားပါတယ်။ဈေးရုံတစ်ရုံလုံးကသူ့ကိုတီးမခံနိုင်တော့ပဲသူတို့အတွက်ပုံမှန်မဟုတ်တဲ့သူကိုမောင်းထုတ်ချင်ကြပါတယ်။နောက်ပိုင်းမှာဟာဂျူလီကသူ့မွေးစားအဖေကိုဒီကဘာမှာသူ့အတွက်နေရာမဟုတ်သလိုခံစားရပြီးတခြားတနေရာမှာရှိတဲ့နယ်လို့ခံစားကြောင်းပြောပါတယ်။အဲ့လိုနဲ့အဖိုးကြီးလင်မယားကဟာဂျူလီကိုဘလို့တွေ့ခဲ့လဲဆိုတာပြောပြပြီးဇုစ်နတ်ဖျားနဲ့ပတ်သက်တဲ့ဆွဲကြိုးလေးကိုပေးလိုက်ပါတယ်။ဟာဂျူလီကဆွဲကြိုးကိုကြည့်ပြီးနတ်ဖျားတွေနဲ့ပတ်သက်နိုင်တယ်ဆိုပြီးဇုစ်ဖျားเจ้าကိုသွားဖို့မွေးစားမိဘနှစ်ပါးကိုနှုတ်ဆက်ပြီးထွက်လာပါတယ်။ဖျားเจ้าရောက်တော့လေတွေတိုက်လာပြီးဇုစ်နတ်ဖျားသူရှိမှပေါ်လာပါတယ်။ဇုစ်ကဟာဂျူလီရဲ့အဖေဖြစ်ကြောင်းသူဘလို့လူသားဖြစ်လာလဲဆိုတဲ့အကြောင်းမှပြောပါတယ်။ပီကာဆက်နဲ့တောင်ပြန်ဆုံတွေ့ခဲ့ပါတယ်။ဇုစ်ကအဖေတို့နဲ့အတူနေဖို့အခွင့်အရေးတစ်ခုတော့ရှိတယ်။ကဘာပေါ်မှာစစ်မှန်တဲ့သူရဲကောင်းတစ်ယောက်ဖြစ်ဖို့တော့လိုတယ်။အဲ့ဒါကြောင့်စစ်မှန်တဲ့သူရဲကောင်းတစ်ယောက်ဖြစ်လာဖို့ဖီလော့တိုက်တီကိုရှာပြီးတင်ကြခိုင်းရမယ်လို့ဟာဂျူလီကိုပြောပါတယ်။ဟာဂျူလီလဲဇုစ်ကိုနှုတ်ဆက်ပြီးပီကာဆက်နဲ့အတူခီးထွက်လာပါတယ်။ကျုံးလေးတစ်ကျုံးကိုတွေ့တော့ဟာဂျူလီနဲ့ပီကာဆက်တို့ဆင်းလိုက်ပြီး
ဖီလော့တိုက်တီကိုရှာဖွေဖို့လုပ်တဲ့ချိန်ခြုံပုတ်ကြားတဲ့တယောက်မျက်နေပုံရတဲ့အတွက်ဟာဂျူလီကဆွဲထုတ်လိုက်ပါတယ်။အမှန်တကယ်တော့ဖီလော့တိုက်တီဖြစ်နေပြီးသူချောင်းကြည့်နေတာကိုဖျက်ဆီးလို့ဟာဂျူလီကိုစိတ်ဆိုးနေပါတယ်။ဟာဂျူလီကသူ့ကိုလေ့ကျင့်ပေးဖို့ဖီကိုအကူအညီတောင်းပါတယ်။ဒါပေမဲ့ဖီကဘသူ့ကိုမှမတင်ပေးချင်တော့ပါဘူး။သူဟာသူ့ရဲ့တသက်တာလုံးကိုလေ့ကျင့်ပေးရင်းကုံဆုံးခဲ့ရပါတယ်။ဂျေဆင်၊အိုဒီစီယက်စ်၊ပါစီယက်စ်နဲ့အခီလစ်တို့လိုတမိုင်းတစ်လျှောက်လုံးသူရဲကောင်းတွေအားလုံးကိုလေ့ကျင့်ပေးခဲ့ရတာကွာသူတို့အားလုံးအားနည်းပြီးနောက်ဆုံးအထိမရောက်နိုင်ခဲ့ကြဘူးဖီရဲ့တမိုင်းမှာအကြီးကျယ်ဆုံးသူရဲကောင်းကိုလေ့ကျင့်ပေးခြင်းနဲ့အိမ်မက်ကပြိုးပြက်သွားခဲ့ပြီးအခုဘသူနဲ့မှမပတ်သက်ချင်တော့ဘူးဟာဂျူလီကဖီကိုသူ့ရဲ့ခွန်အားကတခြားလူတွေနဲ့မတူကြောင်းပြောပါတယ်ဖီကမယုံကြည်ပါဘူးဇူးစ်ကသူ့ရဲ့အဖေလို့ပြောတာကိုတောင်ဖီကမယုံကြည်ပဲဟာဂျူလီကိုလှောင်ပြောင်ပါတယ်အဲ့ဒီချိန်ဇူးစ်ကလျှက်စီးဖြင့်ပြစ်လိုက်တာကြောင့်ဟာဂျူလီကိုတပိအဖြစ်လက်ခံလိုက်ရပါတယ်သူတို့လေ့ကျင့်ရေးကိရိယာအားလုံးယူပြီးလေ့ကျင့်မှုစတင်ပါတယ်ပထမဆုံးလေ့ကျင့်ရေးကွင်းကမျက်တွေကိုရှင်းလင်းကြပါတယ်ဟာဂျူလီကကောင်းမွန်တဲ့စစ်တီတယောက်မဖြစ်သေးပဲသူ့ရဲ့တိုက်ခိုက်မှုတွေကိုကောင်းကောင်းမချိန်ရွယ်နိုင်သေးလို့ဖီကစိတ်ရှည်တီးခံပြီးတင်နေရပါတယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှလေ့ကျင့်မှုတွေကြောင့်ဟာဂျူလီကသူရဲကောင်းတယောက်နဲ့တဖြည်းဖြည်းပိုတူလာပြီးတိုက်ခိုက်ပုံကတော့သူရဲကောင်းတယောက်လိုဖြစ်လာပါတယ်ဟာဂျူလီကတစ်သားတွေထက်ပိုကြီးတဲ့စိန်ခေါ်မှုတစ်ခုကိုလိုချင်လာတာကြောင့်ဖီကသူ့ကိုတီဗီမြို့ကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူတို့သွားနေတဲ့ချိန်မှာအမျိုးသမီးတယောက်အော်ဟစ်နေတာကိုကြားလိုက်ရပြီးကူညီဖို့တာဝန်ရှိတယ်လို့ခံစားလိုက်ရပါတယ်။ဟာဂျူလီတို့အောက်ကိုရောက်တော့မတ်ဆိုတဲ့မိန်းမပြိုလေးကိုနက်ဆက်ဆိုတဲ့မကောင်းဆိုးဝါးကတိုက်ခိုက်နေတာကိုတွေ့လိုက်ပါတယ်။ဖီကသူ့ကိုအကြံပေးဖို့ကြိုးစားပေမဲ့ဟာဂျူလီကဖီစကားကိုနားမထောင်ပဲအလျင်အမြန်တိုက်ခိုက်ပါတယ်။နက်ဆက်ကလည်းခေသူမဟုတ်ပဲဟာဂျူလီကိုမြေပေါ်လဲကျသွားအောင်ထိုးလိုက်ပါတယ်။ဖီကဆက်ကကူညီခြင်းပေမဲ့ဖီကတားလိုက်ပါတယ်။အုံနောက်သုံးပြီးတိုက်ခိုက်ဖို့ဖီပြောလိုက်တာကြောင့်ဟာဂျူလီကပြေးဝင်ပြီးနက်ဆက်ကိုရေတခွန်ထဲကိုခေါင်းနဲ့တိုက်လိုက်ပြီးမက်ကိုကယ်တင်လိုက်ပါတယ်။နက်ဆက်ကထပ်ပြီးတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ဟာဂျူလီကအယမ်းမြန်ပြီးအယမ်းတန်မာလွန်းတာကြောင့်နက်ဆက်ကြရှုံးသွားပါတယ်။ဖီကတိုက်ပွဲတွေမှာတတိထားဖို့သူ့ကိုအကြံပေးနေပေမဲ့ဟာဂျူလီကမက်ကိုအယမ်းသဘောကျနေပြီးဖီစကားကိုနားမထောင်တော့ပါဘူး။ဟာဂျူလီကမင်္ဂလာပါလို့ပြောပြီးသူ့ကိုယ်သူမိတ်ဆက်ပါတယ်။စကလုံးတွေထစ်နေချိန်မှာသူမကဟာဂျူလီကိုကျေးဇူးတင်ပါတယ်လို့ပြောပြီးထွက်ခွာတော့မယ့်အချိန်မှာဟာဂျူလီကမက်ကိုလိုက်ပို့ပေးဖို့ကမ်းလှမ်းပါတယ်။ဒါပေမဲ့ပီဂါဆတ်ကသူမကိုလုံးဝမကြိုက်ပါဘူး။အဲဒါကြောင့်မက်ကတစ်တော်တဲ့ကိုလမ်းလျှောက်သွားရင်ဟေဒီစ်ရောက်လာပါတယ်။မက်ကနက်ဆက်ကိုဟေဒီစ်နဲ့ပူးပေါင်းဖို့ဆွဲဆောင်ရမှာပါ။ဒါပေမဲ့ဟာဂျူလီကြောင့်မအောင်မြင်ခဲ့ပါဘူး။ဟာဂျူလီတေးပြီးလို့ဟေဒီစ်ထင်ထားခဲ့တာပါအံ့ဩသွားပြီးသူ့ရဲ့တပည့်တွေဟာဂျူလီကိုလှုပ်ကြံတဲ့ကိစ္စမအောင်မြင်လို့အယမ်းဒေါသထွက်သွားပါတယ်ဟေဒီစ်အယမ်းစိတ်ဆိုးသွားကတစ်တော်တစ်ခုလုံးကိုမိရှို့လိုက်ပြီးဒီတစ်ချိန်တော့ငါအကြောင်းသိရမယ်လို့ပြောလိုက်ပါတယ်ဟာဂျူလီဖီနဲ့ပီကာဆက်စ်တို့တီဘီမြို့ကိုရောက်လာပါတယ်မြို့ထဲမှာသူတို့တွေ့တဲ့လူတိုင်းယူနေကြပါတယ်တီဘီမြို့ကမီးလောင်မှုတွေနဲ့ငလင်တွေလိုဘေးအန္တရာယ်တွေနဲ့ပြည့်နေတဲ့ဆိုးရွားတဲ့မြို့တစ်မြို့ဖြစ်ပြီးလူတွေကအဲ့ဒီမှာမနေချင်ကြတော့ပါဘူးဟာဂျူလီကသူတို့ကိုကယ်တင်ဖို့သူ့ရဲကောင်းအဖြစ်သူ့ကိုယ်သူကမ်းလှမ်းပေမဲ့လူတွေကသဘောမတူကြပဲဖီကိုတောင်လှောင်ပြောင်ကြပါတယ်ဖီကဒေါသထွက်ပြီးလူတစ်ယောက်နဲ့ရန်သားဖြစ်ပါတယ်မက်ကရုတ်တရက်အလောတကြီးပြေးဝင်လာပြီးကြောက်လန့်တကြားအတန်ဖြစ်ဟာဂျူလီကိုလူနှစ်ယောက်ပိတ်မိနေပြီးအကူညီလိုနေကြောင်းပြောပါတယ်ဟာဂျူလီကမက်ကိုဆွဲခေါ်ပြီးအခင်းဖြစ်တဲ့နေရာကိုပီဂါဆက်စ်နဲ့အတူပြေးသွားကြပါတယ်သူတို့ကြောက်ကြီးတဲ့ရောက်တော့အဝေးမှကောင်လေးများ၏အတန်ကိုကြားလိုက်ရပါတယ်ထိုကောင်လေးနှစ်ယောက်ကကြောက်တုံးကြီးအောက်မှာပိတ်မိနေပါတယ်လူအများကဝိုင်းကြည့်နေစဉ်ဟာဂျူလီကကြောက်တုံးကြီးကိုမာတင်ပေးလိုက်တာကြောင့်ကောင်လေးနှစ်ယောက်လွတ်မြောက်သွားပါတယ်သူတို့ပြေးထွက်သွားကြပြီးကောင်လေးနှစ်ယောက်ဟာဟေဒီစ်ဆေလွတ်လိုက်တဲ့နာကျင်မှုနဲ့ကြောက်လန့်မှုလို့ဖြစ်ပြီးထိုကိစ္စတွင်မက်လဲပါဝင်ပတ်သက်နေပါတယ်ထို့နောက်ရုတ်တရက်ဂူထဲမှနဂါးကြီးတစ်ကောင်ထွက်လာပြီးဟာဂျူလီကိုတိုက်ခိုက်ပါတယ်ဟာဂျူလီကသူ့ရဲ့ဓာတ်နဲ့နဂါးကိုခုခံဖို့အစွမ်းကုန်ကြိုးစားပေမဲ့နဂါးကြီးကသူ့ကိုမျိုးချလိုက်ပါတယ်ဒါပေမဲ့ဟာဂျူလီကနဂါးရဲ့ခေါင်းကိုအထဲကနေဖျက်ပစ်လိုက်ပါတယ်နဂါးကြီးမတည်သေးပါဘူးဘာလို့လဲဆိုတော့နဂါးကြီးကဟိုက်ဒရာမျိုးရိုးဖြစ်ပြီးခေါင်းသုံးလုံးပြန်ပေါက်လာပါတယ်ဒီတစ်ခါလဲဟာဂျူလီကနဂါးကောင်းတွေကိုတတ်နိုင်တဲ့လောက်များများဖျက်ပစ်လိုက်ပေမဲ့အများကြီးပြန်ပေါက်လာပါတယ်နဂါးတွေကသူ့ကိုကြောက်ဆောင်နေရန်မှာချုပ်ပြီးစားတော့မဲ့အချိန်ဟာဂျူလီကကြောက်ဆောင်ကိုလက်နဲ့ရိုက်ချလိုက်တာကြောင့်နဂါးတွေအပေါ်ကြောက်တုံးတွေပြုတ်ကျပြီးနဂါးကြီးတည်သွားပါတယ်ဒါပေမဲ့ဟာဂျူလီအသက်ရှင်နေပါသေးတယ်လူတွေကသူ့ကိုအားပေးကြပြီးမက်လဲဟာဂျူလီလောက်ရက်ကိုဂုဏ်ယူနေပါတယ်အဲ့ဒီချိန်ဟာဂျူလီကအရန်နာမည်ကြီးတဲ့သူရဲကောင်းတစ်ယောက်ဖြစ်သွားပြီးရုပ်ထုတွေနဲ့ပရိသတ်တွေအများပြားရနေပါတယ်ဟေဒီဆေလွတ်လိုက်တဲ့ရန်သူမှန်သမျှကိုဟာဂျူလီကနှိမ်နင်းနိုင်ခဲ့ပြီးတီဘစ်မျိုးရဲ့သူရဲကောင်းဖြစ်သူ့ဘဝကိုပျော်ရွှင်စွာဖျက်ဆီးနေပါတယ်ဟေဒီစ်ကသူ့ရဲ့16နှစ်လုံးကြိုးစားခဲ့တာအားလုံးကို
ဟာဂျူလီကဖျက်ဆီးပစ်တော့မှမို့စိတ်ဆိုးနေပါတယ်ဒါပေမဲ့Hades မှာနောက်ထပ်အကြံတစ်ခုရှိပါသေးတယ်မက်ကိုအသုံးချပြီးဟာဂျူလီကိုဖယ်ရှားဖို့ကြံရွယ်ထားပေမဲ့မက်ကလက်မခံပါဘူးHades ကသူမမငင်းနိုင်တဲ့အရာတစ်ခုကိုကမ်းလှမ်းပါတယ်ငရဲကနေလွတ်မြောက်ခွင့်ပါZeus ကသူ့သားရဲ့ကောင်းဆန်တဲ့လုပ်ရက်တွေကိုနားထောင်နေပေမဲ့ဟာဂျူလီရဲ့နတ်ဘဝကိုပြန်မရနိုင်သေးပါဘူးဟာဂျူလီကသူ့ရဲ့အိမ်ကြီးမှာပုံတူအတွက် post ပေးနေပေမဲ့စိတ်တက်ကြနေပါတယ်Zeus နဲ့စကားပြောပြီးတဲ့နောက်ရုတ်တရက်မိန်းကလေးတွေတကားဝကိုရောက်လာပြီးဟာဂျူလီစီကိုအလူအယက်ပြေးသွားကြပါတယ်ဟာဂျူလီဖီစီကအကူအညီနဲ့သူတို့ကိုဖယ်ရှားရပါတယ်မက်ကိုလိတ်ကနောက်မှတွေးလို့ဟာဂျူလီကချင်းဆိုလိုက်ပြီးပန်းချံထဲကိုခေါ်သွားပါတယ်သူတို့အတူတူအချိန်ဖြုံးရတာကိုနှစ်သက်ကြပြီးသူမကလည်းဟာဂျူလီကိုသဘောကျလာပါတယ်ဒါပေမဲ့ဖီကရောက်လာပြီးဟာဂျူလီကိုခေါ်သွားပါတယ်ဟာဂျူလီတို့ထွက်သွားတော့ဟေဒီရောက်လာပါတယ်မက်ကဟေဒီအတွက်အလုံးမလုံးချင်တော့ပါဘူးဒါပေမဲ့သူမရဲ့နိုင်ကွက်ကိုထိန်းချုပ်ထားတာကြောင့်မက်မငင်းနိုင်ဖြစ်နေပါတယ်သူတို့ပြောနေတာကိုဖီကအကုန်မြင်လိုက်ပါတယ်မက်ကဟာဂျူလီအတွက်စိတ်မပူပါဘူးဘာလို့လဲဆိုတော့ဟာဂျူလီမှာအားနည်းချက်မရှိဘူးလို့သူထင်နေလို့ပါဒါပေမဲ့ဟေဒီစ်ကအားနည်းချက်ကိုသိပါတယ်မက်ကိုယ်တိုင်ဖြစ်နေတာကြောင့်ဂျိုရီတန်းစီတဲ့ချိန်ဟေဒီစ်ရဲ့အလုပ်ကိုစတင်ဖို့အဆင်သင့်ဖြစ်နေပါတယ်ဖီကဟာဂျူလီလေ့ကျင့်နေတဲ့နေရာကိုရောက်လာပြီးမက်အကြောင်းပြောပြပါတယ်ဟာဂျူလီကသူမကိုအယမ်းချစ်သွားတာကြောင့်ဖီစကားကိုနားမထောင်ပဲလက်နဲ့မတော်တဆရိုက်မိလိုက်ပါတယ်ဖီစိတ်ဆိုးပြီးထွက်သွားပါတယ်ပီကဆက်စ်ကလှပတဲ့မြင်းမတစ်ကောင်ကိုတွေ့ပြီးနောက်ကလိုက်သွားရနာကျင်မှုနဲ့ကြောက်လန့်မှုတို့ဖြစ်နေပြီးထောင်ချောက်ဆင်ဖမ်းတာခံလိုက်ရပါတယ်အဲ့ဒီချိန်ဟေဒီစ်ရောက်လာပြီးအိုလံပတ်စ်တောင်ကိုတိမ်ပိုက်ဖို့ကြိုးစားနေချိန်မှာတရက်လောက်သူရဲကောင်းမလုပ်ဖို့ဟာဂျူလီကိုပြောပါတယ်သူပြောတာမလုပ်ရင်မက်ကိုနာကျင်စေရမယ်လို့ပြောလိုက်ပါတယ်အဲ့ဒါကြောင့်ဟာဂျူလီသဘောတူလိုက်ပြီးတရက်လုံးအတွက်သူ့ရဲ့စွမ်းအားတွေကိုဆွန့်လွတ်လိုက်ပါတယ်မက်ကတောင်းပန်ဖို့ကြိုးစားပေမဲ့ဟာဂျူလီကနားမထောင်တော့ပါဘူးဟေဒီစ်ကတိုက်တန်တွေကိုအကျဉ်းထောင်ကနေလွှတ်ပေးလိုက်ပြီးဇုစ်ကိုဖျက်ဆီးဖို့ခိုင်းလိုက်ပါတယ်အင်အားကြီးမားတဲ့တိုက်တန်တွေကအိုလံပတ်စ်တောင်ကိုဥတီသွားကြပါတယ်အဲ့ဒီသတင်းကိုဇုစ်နတ်ဖျားတီးသွားပြီးအချက်ပေးခေါင်းလောင်းထိုးခိုင်းကနတ်အားလုံးစစ်ပွဲအတွက်တိုက်ခိုက်ဖို့ထွက်လာပါတယ်ဟေဒီစ်ကနောက်ထပ်တိုက်တန်တစ်ကောင်အားဟာဂျူလီကိုရှာပြီးတက်ခိုင်းလိုက်ပါတယ်ဟာဂျူလီကခွန်အားမရှိတဲ့ကြားကတောင်ရင်ဆိုင်တိုက်ခိုက်ဖို့တိုက်တန်ကြီးရှေ့ကိုထွက်လာပါတယ်ဇုစ်ကလည်းတိုက်တန်တွေရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတယ်အဲ့ဒီချိန်ဖီရောက်လာပြီးဟာဂျူလီကိုအားပေးစကားပြောတော့အားရရလာပြီးတိုက်တန်ကြီးကိုရှင်းထုတ်လိုက်ပါတယ်အမှတ်မထင်ဟာဂျူလီပေါ်တိုင်ကြီးကြကနီးမက်ကတွန်းထုတ်ကဝန်ခံလိုက်တာကြောင့်အပြင်းထန်ဒဏ်ရာရသွားပါတယ်ဇုစ်ကိုကယ်တင်ဖို့အတွက်မက်ကိုစောင့်ရှောက်ပါလို့ဖီကိုမှာခဲ့ပါတယ်ဟေဒီစ်ကိုတိုက်ခိုက်ဖို့အိုလံပတ်စ်တောင်ပေါ်ကိုပီဂါဆက်စ်နဲ့အတူတက်လာပါတယ်ဟေဒီစ်ကအားလုံးကိုအနိုင်ရပြီလို့ထင်နေချိန်မှာဟာဂျူလီရောက်လာပြီးနတ်တွေကိုလွတ်မြောက်အောင်လုပ်ပေးလိုက်ပါတယ်တိုက်တန်တွေခုခံပေမဲ့ဇုစ်ကိုလွတ်မြောက်အောင်လုပ်ပေးနိုင်တာကြောင့်တိုက်တန်တွေကြာရှုံးသွားပါတယ်တိုက်တန်တွေကိုရှင်းပစ်နိုင်ပြီးဇုစ်နဲ့အိုလံပတ်တောင်ကိုဟာဂျူလီကတင်လိုက်နိုင်ပါတယ်စကားအဆုံးမှာတော့ဟာဂျူလီမက်ဆီကိုပြန်လာပေမဲ့အရန်နောက်ကျသွားပါတယ်သူမအသက်မရှိတော့ပါဘူးဟာဂျူလီကမက်ကိုကတင်ဖို့ဟေဒီရှိတဲ့မြေအောက်ကဘာကိုလိုက်သွားပါတယ်သူမကိုကတင်ဖို့ဟေဒီစ်နဲ့သဘောတူညီချက်တစ်ခုပြုလုပ်လိုက်ပြီးငရဲတွင်ထဲကနေမက်ကိုပြန်ခေါ်ထုတ်နိုင်ခဲ့ပါတယ်အဲ့ဒီချိန်ဟာဂျူလီရဲ့နတ်စွာတွေအပြီးအပိုင်ပြန်လည်ရရှိသွားပြီးဟေဒီစ်ကိုငရဲတွင်ထဲပြုတ်ကျအောင်လုပ်လိုက်ပါတယ်မက်ကိုငရဲပြည်ကပြန်ခေါ်လာပြီးသူ့ရဲ့ကြံရှိတဲ့ဘဝကိုသူမနဲ့အတူနတ်ဘဝကိုဆွတ်လွတ်ပြီးပျော်ရွှင်စရာကောင်းတဲ့ဘဝမှာနေထိုင်သွားကြပါတယ်ကြည့်ရှုပေးတဲ့အတွက်လည်း DG Channel မှာအထူးကျေးဇူးတင်ရှိပါတယ်